ကဲအခုကတော့အိယာနိုးပြီပေါ့နော်အိယာနိုးပြီဆိုလို့ရှိရင်တော့ဒါကျမရဲ့တနေ့တာကိုအစားပြုပါပြီအခုဆိုတော့အိယာနိုးပြီဆိုတော့အိယာနှစ်ထပ်ဆိုတဲ့ကကြတော့လူကအပေါ်မှာနေလို့ရှိရင်အောက်ကိုဆင်းလာပါတယ်ကျမရဲ့အမျိုးသားတော့မနိုးသေးပါဘူးအဲ့တော့အောက်ကိုဆင်းလာပြီဆိုလို့ရှိရင်တော့ဒီမှာအောက်မှာတော့မိဖို့ဆောင်တို့တွိုင်းလက်တို့လည်းရှိရပေါ့နော်ဒါအရင်ဆုံးကျမရဲ့အလုပ်ကတော့ရေတစ်ခွက်အရင်တောက်ပါတယ်အိယာနိုးကြီးရေတစ်ခွက်အရင်တောက်မယ်ပြီးရင်ဒါတုံလုံးလေးကြွားပါတော့ဒါကျမတောက်တဲ့တန်လွင်စီနဲ့နွေနဲ့တောက်တာပေါ့နော်ဒါအခုကတော့ရေအရင်တောက်မယ်ပြီးလို့ရှိရင်တော့ဒါကျမချက်ဖို့ပြုတ်ဖို့အတွက်ထမင်းအရင်ချက်တာပေါ့နော်ထမင်းအရင်ချက်တယ်ပြီးလို့ရှိရင်တော့ဒီမှာငါးပေါ့နော်ဒီငါးတော့ဘာငါးလဲတော့ကျွန်မလည်းမသိဘူးကျွန်မတရုတ်စည်းကနေဝယ်လာတာပေါ့ရှင်တရုတ်စည်းကနေဝယ်လာတာငါးချက်ဖို့သူကအများကြီးပဲရတယ်ပေါ့နော်အသားလည်းများတယ်ငါလေဒါတော့စနွဲနဲ့တန်လွင်စီနဲ့တောက်တယ်ပေါ့နော်စနွဲနဲ့တန်လွင်စီနဲ့တောက်တာကကျမအတွက်ဘယ်လိုပြောရမလဲမင်းကလေးအတွက်အရင်ပဲတင့်တော်တယ်ပေါ့နော်ဒီအသားရည်အတွက်ကောတန်လွင်စီဆိုလို့ရှိရင်သူ့ကိုတောက်ထားလိုက်လို့ရှိရင်တိတ်ပြီးတော့ဗိုက်ဆိုင်ပါလည်းမရှိဘူးပေါ့နော်နောက်ပြီးတော့တန်လွင်စီမှာဗီတာမင် E ပါတယ်ပြီးလို့ရှိရင်နနွင်းရပေါ့နော်တန်လွင်စီနဲ့ဆိုရင်သူ့ရဲ့နနွင်းမှာရှိတဲ့သူ့ရဲ့ဓာတ်တရားပေါ့နော်အစာပေါင်းများစွာတက်ပြီးတော့သွားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီတန်လွင်စီနဲ့နနွင်းနဲ့တောက်တာကြတော့ဓမ္မတာလာတွေပါဆိုလို့ရှိရင်နာကျင်ကြိုက်ခဲတာတက်တာစီတယ်ပေါ့ရှင်အဲ့တော့ကျမမနေ့တိုင်းတောက်တယ်ဒါကတော့ငါရေပြောသွားပြီးဖြစ်တဲ့အတွက်သူ့ကိုပေါ့နော်စားရီစနေမုံနေထားတာဘာလို့လဲဆိုတော့ဒါကျမကြော်စားမယ်ပေါ့ရှင်ကြော်စားမယ်ဆိုတော့ကျမမကြော်ကျမယောက်ျားကြော်မှာကျမဟင်းချက်လက်ရကမကောင်းပါဘူးသူလားအဲ့တော့သူချက်တာပဲကြိုက်တော့ကျမပြင်ဆင်ပေးပြီးပါတယ်ကျမမချက်ပါဘူးအဲ့တော့ဒါကတော့ငါပေါ့နော်ငါချက်ဖို့ပါအများကြီးရတယ်ဘာလို့လဲဆိုတော့ဒီငါဘာငါလည်းမသိဘူးအသားလည်းများတယ်အယိုးလည်းနည်းတယ်ပြီးတော့ငါချက်ဖို့ဝယ်လို့ရှိရင်အတုံး3တုံးပေါ့နော်ဒါငါချက်ကိုကျမဝယ်ထားဖာစာပါကီမှာဝယ်တာပေါ့နော်မနက်ကတရုတ်စည်းမှာဝယ်တာဒီငါကစားလို့လည်းကောင်းတယ်သူ့မကြီးချင်းလေးနဲ့ချက်တယ်ဆိုလို့ရှိရင်လည်းပေါ့နော်အရန်စားလို့ကောင်းတယ်ဒါပေမဲ့ဒီနေ့ကျမကသူ့ကိုကြော်ပေးပါလို့ပြောထားတဲ့အတွက်ဒါကျမငါကြော်ဖို့အတွက်အစင်သက်လုပ်ပေးတာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒါကျမရဲ့ကိစ္စတော့ဒီမှာမိဖို့ဆောင်မှာစေးပြီးစစ်ပြီးသားဟာလေးတွေကိုတော့သူ့အနေနဲ့သူနေရာတကြားလေးပြန်ထားပါတော့မဟုတ်လို့ရှိရင်တော့မိဖို့ဆောင်ကတည်တဲ့အတိုင်းပဲမစီတန်နေမှာလေနော်ဒါကတော့ကျမယောက်ျားသူငါကြော်ပေးရပါရှင်သူငါကြော်ပေးရပြီးလို့ရှိရင်ဒါဒီနေ့အတွက်ဟင်းရတော့ပြင်ပေါင်းနဲ့ပြပြကြော်မယ်ငါကြော်မယ်ကျမရဲ့တနေ့တာစားတဲ့ဟင်းတွေထဲမှာဆိုလို့ရှိရင်တော့ငါပီတို့ငါပြာကြီးကြော်တို့ဆိုတော့မစားတာတော်တော်လေးကြာပြီပေါ့နော်နှစ်နီးပါးလောက်တော့ရှိပြီနဲ့တူတယ်ဘာလို့လဲဆိုတော့ကျမနဲ့မတဲလို့ပေါ့နော်မတဲလို့မစားအောင်ပြီးရင်တော့ဒါကျမရေမချိုးခင်နည်းနည်းပါ exercise လေးပါလေးလုပ်မယ်ပေါ့ရှင်ရေမချိုးခင် exercise လေးပါလေးလုပ်မယ်ပေါ့ရှင်ပြီးတော့ဒါကျမဝယ်ထားတဲ့ weight တုံးတွေပေါ့ရှင် weight တုံးကအရင်တော့ weight ကပေါ့နော်ဒီဒမ်ဘယ်တွေကအသေးနဲ့စော်ရဲဒါပေမဲ့သူကရင်းလာပြီဆိုလို့ရှိရင်စော်ရတာသိပြီးတော့မသိတာတော့ထင်လို့ရှင်တော့ weight တုံးကအကြီးပြောင်းပါပေါ့နော်အရင်တော့ကျမ 3kg နှစ်တုံးနဲ့စော်တယ်အခုဆိုလို့ရှိရင်တော့ကျမ 5kg နှစ်တုံးနဲ့စော်ရပေါ့နော် 5kg နှစ်တုံးဆိုရင်တော့22ပေါင်လောက်တော့ရှိမယ်အဲ့အတုံးနဲ့စော်မှာပဲနည်းနည်းခဏကွာတိတာဖြစ်လာတော့တယ်ပေါ့နော်အမှန်ဆိုလို့ရှိရင်တော့ဒါလေ့ကျင့်ခန်းလုပ်တယ် workout လုပ်တယ်ဆိုတာကဟိုအရင်ကကတော့အပြိုတော့လုပ်တယ်ဆိုတာလှကျင်လို့လုပ်တာပေါ့နော်လှကျင်လို့လုပ်တာအမှန်တိုင်းပြောလှကျင်လို့လုပ်တာဒါပေမဲ့အခုလုပ်တာဒါလှတာမလားနောက်ထားခန္ဓာကိုယ်ကဒီလေ့ကျင့်ခန်းလုပ်တယ် workout လုပ်တယ်ဆိုရင်ညာဘက်ဆိုရင်ကောင်းကောင်းအိပ်ပျော်တယ်ခန္ဓာကိုယ်ကအိပ်လို့ကောင်းတယ်ပေါ့နော်အိပ်လို့ကောင်းတယ်နေလို့ကောင်းတယ်ကျန်းမာရေးအတွက်လည်းကောင်းတယ်ဟော်မုန်းတွေအတွက်လည်းပေါ့နော်ကောင်းတယ်ပေါ့နော်အဲ့တော့ဒါကျမဆိုတဲ့ weight တုံးတွေဝယ်ထားတဲ့ weight တုံးတွေအမှန်တော့ဒီ weight တုံးရှင်ပြီဆိုလဲ weight တုံးကထပ်ဝယ်ရအောင်ပါဒါပေမဲ့ကျမမဝယ်သေးဘူးပေါ့နော်ဒါကတော့ကျမရေမိုးချိုးပြီးတော့အလုပ်ကအခုဆိုလို့ရှိရင်တော့ဒီလမ်းတစ်ကလေးမှာပဲရှိရပါတော့အခုမြင်နေရတဲ့နေရာမှာကျမတို့ရဲ့အလုပ်ရုံရှိပါတယ်အဲဒီကိုလမ်းလျှောက်ပြီးတော့သွားတယ်ပေါ့နော်ရက်ကွက်ထဲထွက်လိုက်တာနဲ့ဒါအလုပ်သွားတာပေါ့နော်ရက်ကွက်ထဲထွက်လိုက်တာနဲ့ထိတ်ကိုရောက်တယ်ထိတ်ကိုရောက်ပြီဆိုတော့ဒါကျမတို့ရဲ့အလုပ်ကိုရောက်တယ်ပေါ့နော်ဒါကျမရဲ့ဦးလေးကြီးကတော့အထုပ်တွေပိုးတွေအကုန်လုံးသူကတော့ဆွဲတယ်ပေါ့ရှင်တောင်မိမကတော့ဘာမှတော့မပေးဆွဲခိုင်းဘူးပေါ့နော်အဲ့တော့ကျမကဗီဒီယိုရိုက်သူကတော့တမင်ဘူးတွေပါညာဆွဲပြီးတော့အလုပ်ကိုသွားတာပဲဖြစ်ပါတယ်ကဲအလုပ်ကိုရောက်ပါတော့မယ်အလုပ်ကအခုအိမ်နဲ့အရန်နေသွားပြီဖြစ်တဲ့အတွက်လမ်းလေးကရက်ကွက်ထဲကနေထွက်လိုက်လို့လမ်းကူးလိုက်တာနဲ့ဒါကျမတို့ကဒီအလုပ်ကိုပေါ့နော်အလုပ်ကိုရောက်ပါတယ်ဗီဒီယိုရိုက်တာကကိုယ်သိတယ်မလားဗီဒီယိုရိုက်တာအရင်ကျွမ်းနေတယ်မှာမပါသေးတဲ့အခါကျတော့ဗီဒီယိုရိုက်တာသိတယ်မလားလက်ကမငြိမ်တော့လေကြည့်ရလူရတော့မူးမှာပဲအဲ့အတွက်လည်းတောင်းပန်နေဒါကတော့အကောင့်တင်မှာပထမဆုံးစတင်မဲ့ဗီဒီယို blog လေးပဲဖြစ်ပါတယ်ကဲအခုကတော့ကဲအလုပ်ကိုရောက်ပါတော့မယ်ဒါကတော့ဒီနားမှာနေရကြောင်လေးတွေပေါ့နော်နားမှာနေရကြောင်လေးတွေဒီနားမှာကတော့လမ်းဘေးခွေးတွေမရှိဘူးမလေးရှားမှာတော့လမ်းဘေးခွေးတွေတိတ်ပြောကျွန်မမတွေ့ဘူးမရှိဘူးပေါ့နော်လမ်းဘေးကြောင်လေးတွေပဲရှိတယ်လမ်းဘေးကြောင်လေးတွေကသူကသူနေတယ်တချို့ကြောင်ချက်တဲ့လူတွေကကြောင်စာလေးလာကျွေးကြတယ်ပေါ့နော်ကြောင်စာလေးလာကျွေးကြတယ်ပြီးလို့ရှိရင်ဒါကဲကျမတို့အလုပ်ကိုရောက်ပါပြီကဲအားလုံးပဲကျေးဇူးတင်ပါတယ်